မင်္ဂလာပါမြန်မာနေကြိုဆိုပါတယ်ဒီနေ့မြန်မာကနေရွေးချယ်မှုလေးပြုလုပ်ပြီးတော့ဖြစ်ပါတယ်တရားရှိလာ2026တဲ့မြန်မာနေရွေးချယ်မှုလေးပြုလုပ်ပြီးတော့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ပြီးခြင်းနဲ့ပွဲစဉ်တွေရောဒီအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက်ဖြစ်ပါတယ်ဒီနေ့ညနေ4 နာရီခွဲမှာလာအိုနဲ့ဖိလစ်ပိုင်ကန်မယ်ထိုင်းနဲ့မလေးရှား9 နာရီခွဲမှာကန်မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်လာအိုနဲ့ဖိလစ်ပိုင်ပွဲကိုပြောပြချင်ပါတယ်ဘော်ရီစီကနှလုံး40နိုင်ဖွင့်လာပြီးဂိုးမောင်းစီက3လုံး90ရှုံဖွင့်လာပါတယ်ဒီလာအိုနဲ့ဖိလစ်ပိုင်ကချီကွာပါတယ်ဒီဖိလစ်ပိုင်ကမြန်မာလိုအသင်းဟိုတော့နော်ဒီနှလုံး20နိုင်ဖွင့်ပြီးကြေးကြောပေးခဲ့တဲ့အသင်းကဒီလာအိုလိုဘောလုံးမခံတဲ့အသင်းကိုနှလုံး40နိုင်ဆိုကြေးပြောရလို့ပြောချင်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်ပြီးတော့ဒီလာအိုကဖိလစ်ပိုင်ခံမှုဆိုတာမလွယ်ပါဘူးဗျလာအိုကဒီထိုင်းနေပွဲမှာချေးမစားတာကိုနှစ်ပွဲလုံးချေးရှုံးဟိုဂူဘော်ဒီဂူမောင်းချေးရှုံးနေပေါ့နော်လာအိုချေးရှုံးနေပေါ့နော်မလေးရှားပြောတယ်ဂူပြတ်ထည့်ခံရတယ်ချေးရှုံးနေလေးလုံး4-0နဲ့ထည့်ခံရတယ်ချေးရှုံးနေလာအိုကတကယ်ကိုငပိန်းသိမ်းပါပြောရင်တော့ဒီလိုသင်းကဂူသွင်းကိုလည်းမရှိဂူကလည်းကိုလူတဲ့အသင်းကဟိုနှလုံး40နိုင်ပေးတာအရန်နေနေလို့ကျွန်တော်မြန်မာပြီးတော့လာအိုကမလေးရှားမှာလည်းဇုံရှုံးတာချေးဒီပွဲလာကိုကြီးစားနိုင်ပါတယ်ပေါ့နော်ဒါကျွန်တော်အမြင်ပေါ့နော်ဖိလစ်ပိုင်တကယ်တော့လာကိုမခံနိုင်ပါဘူးဒါကျွန်တော်အမြင်ပါအခုဒါပေမဲ့အခုပေးရစီကြီးနေတာရယ်လာကိုကြီးနှစ်ပွဲဆက်ရှုံးလာရအောင်ကျွန်တော်ခုပွဲမှာလာကိုရွေးချယ်ချင်ပါတယ်ဒီခုနိုင်ခွဲဘက်မှာဒီထိုင်းနဲ့မလေးရှားကမှာပြောပါတယ်ထိုင်းကတလုံး5ပြနိုင်ဖွင့်လာပါတယ်ဂိုးပေါင်းစီးကတော့3လုံးတမတ်25ပြနိုင်လောက်ဖွင့်လာပါတယ်နော်3လုံး25ပြနိုင်လောက်ဖွင့်လာပါတယ်ဒီပွဲမှာတလုံး90ရှုံးလောက်ကနေတပြေးနေတော့ထိုင်းကဈေးကျလာတယ်ဗျဒီတစ်ချက်တော့ရှိရဗျကျွန်တော်အမြင်ပါနော်မလေးရှားကမြန်မာနဲ့ပွဲမှာကြီးတမတ်နိုင်တာဂိုးပေါင်း3လုံး90နိုင်တော့ဂိုးပေါင်းပေါ်ဖြစ်ပါတယ်ပြီးလာအိုနဲ့ပွဲမှာလည်းဇုံပေါ်တာပါနော်ထိုင်းကလည်းဒီကြီးအောင်လာတဲ့အတင်းပေါ့နော်နှစ်သင်းလုံးကကြီးအောင်ချင်းကန်တဲ့နေတာဖြစ်ပါရဲ့အုပ်စုဘူးဖြစ်ဖို့ကန်ရမယ်ပွဲစဉ်မျိုးဖြစ်ပါတယ်ထိုင်းနဲ့မလေးရှားမှာထိုင်းကပိုပြီးကောင်းတယ်ဗျကစားပုံအောင်နော်ကျွန်တော်ထိုင်းကတော့နော်ဟိုတကယ်ဒီကဘာပလာချွေပွဲပြိုင်တဲ့ပေါ့နော်လိုင်းရတီမပွဲထွက်လူရှင်နေမဟုတ်ပါဘူးဒီဝဲမှာတော့ထိုင်းဘက်ကကြီးပြီးတာကြလာရဆိုပေမဲ့ပေါ့နော်နှစ်သင်းလုံးကကြီးအောင်တာပဲနှစ်သင်းလုံးဖြစ်နေရပြီးတော့ကန်မဲ့ frame ဘောင်ပေါ်မှာပဲကျွန်တော်စဉ်းစားမှဖြစ်တယ်ကျွန်တော်ကထိုင်းကိုပဲကြိုက်ပါတယ်ထိုင်းကိုရွေးချယ်ပါတယ်ဒီ4နိုင်15ပွဲမှာလည်းပေါ့နော် Chelsea နဲ့ Spurs ပွဲလေးတော့ရှိပါတယ်ဒါတော့ကျွန်တော်မရွေးပြပါဘူးဒါပေမဲ့ Chelsea ပြီးတဲ့35ပြားစီတော့တော်တော်36ပြားစီတော့ body လေးကတော်တော်နေပါတယ်ဒီချက်လေးကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဟုတ်ဒီနေ့မြန်မာနေရွေးပြီးတဲ့ပွဲရောဒီလာအိုနဲ့ထိုင်းတို့ဖြစ်ပါတယ်ကျွန်တော်ဘောလုံးလောင်းလေးတွေကံကောင်းကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်နောက်နေ့ဒီပါလေကျွန်တော်တို့မြန်မာနေချိန်နေတဲ့ပွဲစဉ်တွေရှိမယ်ဆိုရင်ရွေးချယ်ပြီးတော့ဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာ